အော်ဒါအားလူရဲ့လက်ရစကြဝဠာတွေကအထူးအထိတ်စွမ်းအားတွေအကြောင်းပြောကြမယ်ဆိုရင်အမြဲတမ်းလိုအချီးအတဲ့ငင်းခုန်စရာထစ်လိရှိတဲ့အဆင့်၃ခုနဲ့တေချာပေါက်ကြုံတွေ့ရမှာပါအဲ့အရာတွေကတော့ Marshall Universe တိုင်းစကြဝဠာတွေကဘိုးဘေးသခင်အဆင့် BDDH ကောင်းကင်ဘုံတို့စစ်ပလိုင်ခြင်းတွေကဒိုဒီ Acarize အဆင့်နဲ့ The Great Ruler ကြီးမြတ်သောအုပ်ချုပ်သူတွေကအရှင်သခင်အဆင့်တို့ပဲဖြစ်ပါတယ်ဒီအဆင့်၃ခုကိုမတူညီတဲ့လောကတွေလိုသတ်မှတ်လေးရှိကြပေမဲ့တကယ်တမ်းညင်းတကြောင်နဲ့ဆွဲပြီးရေပယုနိုင်ရှင်ကြည့်လိုက်ရင်တော့သူတို့ကတူညီတဲ့အဆင့်တန်းရှိကြပါတယ်။တိုင်းစကြဝဠာတွေကဘိုးဘေးသခင်အဆင့်ကနေစလိုက်ကြရအောင်။ဒီအဆင့်ဟာလင်းတုံကဘာတဲကကျင့်ကြံသူတကြောင်ရောက်ရှိနိုင်တဲ့အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။ဒီအဆင့်ဟာခက်ခဲတာတွေမကပဲစက်တီးထားเสียကောင်းလောက်အောင်အန်ဒီရတွေလည်းပြင်ထန်နေပါတယ်။ပြန်လဲမွေးဖွားခြင်းပုံအဆင့်ရောက်နေတဲ့ကျွမ်းကျင်သူတွေတောင်မှဒီဘိုးဘေးသခင်အဆင့်ကိုတက်လန်းဖို့စဉ်းစားမိုံနေတဲ့တုံလုံနေကြပါပြီ။ပြန်လည်မွေးဖွားခြင်းအဆင့်ကိုဝင်ဖို့ဆိုရင်တောင်မှတေရဲရှင်ရေးတေရဲဒုက္ခတွေကိုရင်ဆိုင်ရပြီးအန်တရဲ့အဆင့်အဆက်မောင်းများစွာပိုများတဲ့ဘိုးဘေးသခင်အဆင့်ကိုတက်လန်းဖို့ဆိုတာပြောစရာတော့မလိုတော့ပါဘူး။နှစ်ကောင်းတောင်းကြည့်တဲ့ကာလအတွင်းမှာတင်ကေတဘိုးဘေးတယောက်သားကြီးအဆင့်ကိုအမှန်တကယ်အောင်မြင်စွာရောက်ရှိနိုင်ခဲ့တာပါ။သူနဲ့စွမ်းအားချင်းတူညီတဲ့ရီမို့ Equalize ကိုတောင်သူမတတ်နိုင်ခဲ့ဘူးဆိုတာကဒီအဆင့်ရဲ့ဖြစ်တည်မှုကဘလောက်တောင်ကြောက်စရာကောင်းလဲဆိုတာပြသနေပါတယ်။လင်းတုံရဲ့ခင်မှာတော့ဘိုးဘေးသခင်အဆင့်ကိုထိတွေ့နိုင်ခဲ့တဲ့တူးတဲတော်သူကလင်းထောင်ကိုယ်တိုင်ပါပဲအဲ့ဒါကလေရင်းဟွန်ဟွန်ရဲ့ကြီးမားတဲ့ပေးဆက်မှုကြောင့်သာထင်နိုင်ခဲ့တာပါအဆင့်နှိမ်ပုံကလူတွေအတက်တော့ဒီအဆင့်ရောက်နေတဲ့ပုံကိုယ်တွေဟာတာလွန်မြင့်မြတ်တဲ့ခေတ္တမှုတွေလို့ထင်နေပြီးသူတို့ကဘာရဲ့ရုပ်တပြေတာတွေထက်အများကြီးကျော်လွန်နေပါတယ်နောက်ပြီး BDDH ကောင်းကင်ဘုံတို့စစ်ပြိုင်ခြင်းတွေကဒိုဒီ Acarize အဆင့်အကြောင်းစီသွားကြရအောင်ဒိုဒီကိုပိုင်း Acarize တော့မဟုတ် Battle God ပိုင်းနှစ်ဖျားလို့လည်းသိကြပြီးဒါဟာဒိုထီကဘာရဲ့အထွတ်အထိပ်စွမ်းအားဖြစ်ပါတယ်ဒီအဆင့်ကိုရောက်ဖို့အတွက်အလွန်ရှားပါတဲ့စွမ်းအားအရင်စုအဖြစ်တဲ့ origin ချီမူလချီကိုလိုအပ်ပါတယ်။ရှေးခေတ်တုန်းကတော့ဒိုဒီထစ်လာဖို့ဆိုတာမဖြစ်နိုင်တဲ့အရာမဟုတ်ခဲ့ပါဘူး။နှစ်ပေါင်းတောင်းကြည့်တဲ့ကာလအတွင်းမှာဒိုဒီတွေအတော်များများပုံထွက်ခဲ့ဖို့ပါတယ်။ကျက်တနာကတော့ရှေးလူတွေရဲ့လောဘကြောင့်မူလချီတွေကိုလက်မကျန်အောင်တုံးဆွဲပစ်လိုက်ကြလို့ကဘာကြီးကဒိုဒီတိုင်း Acarize အထက်တွေမွေးခွားပေးနိုင်မဲ့အခြေခံအုပ်မှန်ပျောက်ဆုံးသွားခဲ့ရတာပါ။ထူရှိရှေးဟောင်းနတ်ဖျားကိုရှေးခေတ်ဟောင်းရဲ့နောက်ဆုံးသောဒိုဒီတိုင်း Acarize လို့သိထားပါတယ်။ရှောက်ရွှဲခဲ့ခင်မှာတော့သူကဒီအဆင့်ကိုချိုးဖျက်ဝင်ရောက်ဖို့မအောင်မြင်ခဲ့ပြီးနောက်ဆုံးမှာဟွန်ထန်ဒီရဲ့လက်ချက်ကြောင့်ကြာဆုံးခဲ့ပါတယ်။နောက်ဆုံးမှာရှောင်ရန်ရဲ့မျိုးဆက်ရောက်တဲ့အခါဒိုဒီတိုင်း Acarize အဆင့်ကိုအမှန်တကယ်ရောက်ရှိနိုင်ခဲ့တဲ့သူ2ယောက်ရှိပါတယ်။အဲ့ဒါကဟွန်ထန်ဒီနဲ့ရှောင်ရန်တို့ပဲဖြစ်ပါတယ်။ဒိုချီကဘာထွက်တော့ဒိုဒီတိုင်း Acarize ဆိုတာအရာအလုံးရဲ့အပေါ်မှာရှိတဲ့အကျွင်းဆက်အမှန်အသားတစ်ခုပါ။နောက်ဆုံးတစ်ခုကတော့ The Great Ruler ကြီးမြတ်သောအုပ်ချုပ်သူတွေက Sovereign Stage အရှင်တခင်အဆင့်အကြောင်းပဲဖြစ်ပါတယ်။ဒီအဆင့်ကိုဘေးဒုက္ခသုံးပါအဆင့်ကိုကြော်ဖြတ်မှရောက်နိုင်ပါတယ်။ဒီအဆင့်ကိုဝင်အောင်တာနဲ့သူကမဟာလောကတထောင်ရဲ့အင်အားတစ်ခုလို့သတ်မှတ်လို့ရပါပြီ။အရှင်တခင်အဆင့်မှာအဆင့်1ကနေအဆင့်9အထိအဆင့်9ခုရှိပါတယ်။ညီကမအရှင်တခင်အောက်ကဖြစ်တဲ့အတွက်အရှင်တခင်တအုပ်ကမဟာလောကတထောင်ရဲ့အင်အားကြီးစရင်မှာပါဝင်ပြီးထဲ့သွင်းတွက်ရမယ့်သူတွေဖြစ်ပါတယ်။ဒီလောကကိုယ်တိုင်က Upper Limb အထက်ပုံအမျိုးအစားတစ်ခုဝင်ပြီးကျွန်တော်တို့သိတဲ့ Marshall Universe နဲ့ BDDH ကအဆင့်နှိမ်ပုံတွေထက်အများကြီးတာလွန်နေပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့ author အာလူကိုလိုင်းအတည်ပြုထားလာကဘိုးဘေးသခင်အဆင့်နဲ့တိုင်း Acarize အဆင့်တွေကတကယ်တမ်းအရှင်သခင်အဆင့်နဲ့တန်းတညီညာရှိတယ်လို့သတ်မှတ်ထားပါတယ်။တခြားစကားနဲ့ပြောရရင်စစ်ကြဝဠာစီအခုလုံးရဲ့ရှုထောင့်ကနေကြီးလိုက်တဲ့အခါ BDDH တဲကတိုင်း Acarize Marshall Universe တဲကဘိုးဘေးသခင်နဲ့ The Great Ruler တဲကအရှင်သခင်တို့ကအတူတူပဲဖြစ်ပါတယ်။ရှောင်ရန်နဲ့လင်းတုံတို့မဟာလောကတထောင်ကိုဆော့ရောက်တဲ့အခါသူတို့ရဲ့စွမ်းအားအဆင့်တွေကအဆင့်9အရှင်သခင်သို့မဟုတ်အရှင်သခင်အထွတ်အထိပ်အဆင့်မှာရှိနေကြပါတယ်။ဒါကြောင့်အနစ်ချုပ်ပြောရရင်အဆင့်နှိမ်ပုံကလူတွေအတွက်ဘိုးဘေးသခင်နဲ့တိုင်း Acarize အဆင့်လေးကိုနတ်ဖျားအဆင့်လို့သတ်မှတ်ထားပေမဲ့မဟာလောကတထောင်ရဲ့မျက်လုံးထဲမှာတော့ဒီအဆင့်တွေကအင်အားကြီးအဆင့်တစ်ခုအတွက်စံကြီးနူလေးပေါ်တစ်ခုပါပဲ။ဒီရှုထောင့်မတူညီမှုကပဲလူတွေကိုအထင်လွဲမှားစေတော့ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကဘာတစ်ခုမှာအကျွင်းဆက်အထက်မြင်နေရတဲ့အရာကပိုမြင့်တဲ့လောကတစ်ခုမှာတော့ခရီးလိုင်းရဲ့အရှာယုံမြမယ်ဖြစ်နေတာပေါ့နော်။